အမော်ရင်ထွက်ခွာသွားတာကရှက်ကောကို United မှာဗမာစီလိုဖြစ်လာစေနိုင်မလားပရိသတ်များမင်္ဂလာများရွှေရိုအိုင်ဘက်ခွင့်ရှိကို online ချက်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲ United fan ကြီးကိုတို့ရင်ရိုဘင်အမော်ရင်ထွက်ခွာသွားတာကအဖက်ဖက်ကနေအပေါင်းလက္ခဏာဆောင်တဲ့ကိစ္စပါပဲဒီနေ့ပြကခေါင်းကလည်းမာလုံးသလိုအသင်းကလည်းထပ်သွားပုံကလည်းမျိုးသားဘူးလေရော်ချေးပေါင်17တန်းသားလောက်ကိုလက်မှာပိုက်ပြီးပြုံးပြုံးပျော်ပျော်နဲ့လက်သလားပြသွားခဲ့တာမှတ်လားဒီလိုအသင်းကိုမချစ်တဲ့နီးပြအမျိုးကိုစက်မမြင်ရတာအကောင်းဆုံးပါပဲအသင်းဘိုးဖွဲကလည်းလိုအပ်ချက်ရှိတာကလည်းရှိတာဆိုပေမဲ့အမော်ရင်ကိုရိုင်းကလည်းတလွဲတွေကြီးပဲဆိုတော့လွမ်းလောက်စရာမရှိပါဘူးအမော်ရင်အထက်မှာပြောစရာကောင်းတဲ့ကိစ္စတွေကလည်းတန်းစီဆောင်နေပါတယ်ဒါကတော့အလုံးမဖြစ်တဲ့ခန်းစီ3ယောက်တန်းကိုစက်မမြင်ရတော့တာရင်ကစားမတွေခြေစွမ်းပြန်ပြလာနိုင်တာရဲ့ပါဒီထဲမှာတိတိတသားလေးခြေစွမ်းပြလာတဲ့သူကတော့တိုက်စစ်မှုလေးဘင်ဂျမင်ရှက်ကိုပါပဲပေါင်83တန်းနဲ့ရှက်ကိုအတွက်အမော်ရင်ထွက်ခွာသွားတာဟာကောင်းဖို့ကြီးပဲဖြစ်လာတာဖြစ်ပါတယ်ရာသီအစာပိုင်းအမော်ရီလက်ထက်တုံးကပြောရရင်စကုခမရသနာစရာပါနေပြကသူ့ကိုတိတ်ဘဝင်မကြဘူးဗျအမော်ရင်ကအင်ဆိုမီလာတိုင်းစစ်မှုအိုလီဝက်ကင်းကိုပိုလိုချင်ခဲ့တာကိုဒါအပြင်ရှက်ကိုလည်းအားနေဘောလုံးပဲလိုချင်နေတဲ့ကောင်ဆိုပြီးတော့လူကြားတဲ့ဝေဖန်ခဲ့သေးတယ်ဗျာရှက်ကိုအမော်ရီလုံးဝမကြိုက်ဘူးဆိုတာဒီစကားကတက်တည်ပါပဲနောက်ပြီးတော့သူ့ရဲ့ကစားကွက်ကလည်း3-2ဆိုတော့သူကတိုင်းစစ်မှာတယောက်တည်းအထီးကျန်ပြီးဘောလုံးရဖို့တောင်တော်လေးရုန်းကန်ခဲ့ရတာပါ19ဝက်ကစားပေးမှာ2ဂိုးပဲရတယ်ဆိုတာကတော့တကယ်ကိုအိမ်မက်ဆိုပါပဲဒါပေမဲ့ဗျာအမော်ရင်ထွက်သွားပြီးယာယီနီးရဖြစ်လာတဲ့ဒိုင်ဖလက်ချာကိုင်တဲ့ဗန်လေးနဲ့ပွဲမှာစစ်ချင်းဆိုတော့အပြောင်းလဲကြီးဖြစ်သွားတယ်ဖလက်ချာကရှက်ကိုတီးတန့်ခေါ်တွေ့ပြီးအာဘေးစကပြောခဲ့တယ်လို့သတင်းတွေကဆိုပါတယ်ကွင်းထဲမှာလည်း4-3နဲ့ကစားကွက်ကိုပြန်သုံးလိုက်တော့ရှက်ကိုစီဘောလုံးရောက်တာတိတိကျများလာပါတယ်တိုင်းစစ်မှုဆိုတာဘောလုံးများများရဖို့လိုတယ်မဟုတ်လားအဲ့တော့ဗလင်းနဲ့ပွဲမှာသူဂိုးပေါက်ကန်ချက်8ကြိမ်တော့ပြုလုပ်နိုင်ခဲ့ပြီးတွင်းကိုလည်းကိုရခဲ့တယ်လေဂိန်နဘီကလည်းပြောတယ်ဗျာပရိုင်မှာဘောလုံးကသူ့စီအဆင်မပြေပေမဲ့နောက်ပိုင်းမှာတော့ယုံကြည်မှုပြန်ရလာပြီးအဆုံးသတ်တွေမိုက်သွားတယ်တဲ့ပွဲပြီးမှာရှက်ကိုမျက်နှာမှာအပြုံးပန်းတွေဝင်နေတာကိုမြင်ရတော့ကျွန်တော်တို့ပရိသတ်တွေပါစိတ်သက်သာရသွားကြတာပါအခုဇက်စီကလည်းရိုမာဘက်ကိုပြောင်းဖို့တေချာသလောက်ရှိနေပြီဆိုတော့တိုက်စစ်မှာရှက်ကိုပဲအားကိုးရမှာတေချာသလောက်ပါပဲဇက်စီထွက်ခွာသွားတာဟာရှက်ကိုအတွက်နေရာပိုတေချာသွားစေခဲ့လို့ပြောလို့ရတယ်ဗျာဒီဘက်မှာဖီအားမရှိတော့လို့စွမ်းဆောင်ရည်ကြာဆင်းသွားမှာကိုလည်းတွေးပူရပါတယ်ဘာလဲဆိုတော့လူဆိုတာမျိုးကအပြိုင်ဆိုင်ရှိမှတိုးတက်တာလေဟုတ်တယ်မလားနောက်တစ်ခုကတော့နီးပြအသစ်ကိစ္စပါအတန်ထွက်နေတာကတော့ကျွန်တော်တို့ရဲ့ခဏဝင်ဆိုရှာပြန်လာမယ်လို့ပြောနေကြပါတယ်။အော်လီသာပြန်လာရင်တော့ share ပဲဗျ။အော်လီကအတိုက်စစ်မှုတွေကိုယုံကြည်မှုပေးပြီးမြင့်တင်ပေးနိုင်တဲ့နီးပြမျိုးဆိုတော့ရှက်ကိုတို့လိုလူငယ်တွေအတွက်တော့ကွက်တီပါပဲ။အော်လီရဲ့တိုက်စစ်ဖွင့်ကစားကွက်နဲ့ဆိုရင်ရှက်ကိုရဲ့အမြန်နှုန်းနဲ့အဆုံးသတ်နိုင်စွမ်းတွေကတောက်ပလာမှာတေးကြတော့ပါပဲ။ဒါပေမဲ့တစ်ခုရှိတာကကွင်းလယ်ပိုင်းဗျာ။ကက်စပယ်လိုနဲ့ဘရူနိုကအသက်ကြီးကုန်ပြီ။မိုင်နုကလည်းထွက်ချင်နေတယ်ဆိုတော့သတင်းတွေကြားနေရပါတယ်။ရှက်ကိုဂိုးတွေသွင်းနိုင်ဖို့သူ့စီဘောလုံးရောက်ဖို့လိုပါတယ်။ဒါကြောင့် Brighton ကဘာဂလီတို့လိုကွင်းလယ်လူမျိုးရောက်လာမှပဲတိုက်စစ်ကပိုမြိုင်လာမှာပါ။တေချာတာကတော့ရှက်ကိုပိုကောင်းလာဖို့ပဲရှိတာပါပဲ။သူကအရက်ရှိတယ်၊မြန်တယ်၊ကန်ချက်ပြင်းတယ်၊ဒိုနီတာကသူ့ကိုယုံကြည်မှုပေးမဲ့နီးပြတယ်၊သူ့စီဘောလုံးရောက်အောင်ပိုပေးနိုင်မဲ့ကွင်းလယ်ပါပဲ။ဘယ်လီနဲ့ပွဲကခြေစွမ်းကိုသာဆက်ထိန်ထားနိုင်ရင်တော့ရှက်ကိုဟာပရီးမီးယားလိအကြောင်းစရာအကောင်းဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်လာမှာတေချာပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ